တရားရဲ့ feeling ကတကယ်တမ်းဘယ်လို feeling မျိုးလဲပြင်းထန်တဲ့နာကျင်မှုကိုခံစားရမှာလားကိုယ်တိုင်ကရောကိုတည်တော့ပါပြီလို့သိနေနိုင်ပါအောင်မလားတခြားတစ်ဖက်မှာအရာတစ်ခုကအတင်းဆောက်ကြနေမှာလားဒါမှမဟုတ်အရာအလုံးကအမှန်ဖုံးလွှမ်းသွားတာမျိုးလားမိကုံးဝါများစွာနဲ့တည်ရင်တရားပေါ်လူတွေကမိကုံးထုတ်ခဲ့ကြပြီးတော့တည်ရင်တရားဆိုတဲ့အရာကကြောက်စရာတွေနာကျင်ဝမ်းတဲ့စရာတွေပြည့်နေနေတဲ့အမှောင်တို့ကြီးတစ်ခုလိုပဲလူတွေကထင်ကြတာပါဒါပေမဲ့သိပ္ပံပညာရှင်တွေနဲ့တေးလူမျိုးဝဖြစ်ပြီးမှပြန်လည်ရှင်းသန်လာတဲ့သူတွေကတော့တူညီရဲ့စကားတစ်ခုတွေကိုပဲအခိုင်အမာပြောဆိုခဲ့ကြပါတယ်တကယ်လို့တင်ဟာလူများစုလိုပဲဂရိပေါ်မှာဖြည်းဖြည်းချင်းတည်ဆုံးရမယ်ဆိုရင်တင်ခနာကိုပေါ်မှာပထမဆုံးဖြစ်လာမယ့်အရာကနာကျင်မှုမဟုတ်ပါဘူး။ကွယ်လွန်သွားခဲ့ပြီးတဲ့မိဘဘိုးဘွားတွေနဲ့တင်ချရတဲ့သူတွေကိုအိမ်မက်ထဲမှာအေးချမ်းစွာနဲ့စောင့်တင်တည်ဆုံရပါလိမ့်မယ်။အဲဒီနောက်မှာတော့ခန္ဓာကိုယ်ရဲ့စနစ်တွေတစ်ခုပြီးခုရပ်တန့်လာပြီးတော့ရေနဲ့အဆအစာကိုစာလောင်မိုးသိမ့်မှုတွေကပျောက်ကွယ်သွားပါတယ်။အသက်ရှူနှုန်းတွေနှိမ့်ခွေလာပြီးတော့ခန္ဓာကိုယ်မှာခံစားနေရတဲ့ဘလိုဝေဒနာမဆိုခလုတ်တစ်ခုကိုပိတ်ချလိုက်သလိုမျိုးရုပ်တရက်ပျောက်ကွယ်သွားပါတယ်။တိလူမျိုးကဖြစ်ပြီးမှပြန်လည်ရှင်းသန်လာတဲ့သူတွေရဲ့အဆိုအရနာကျင်မှုပျောက်ကွယ်ပြီးသွားတဲ့နောက်မှာသူတို့တွေကတသက်မှာလုံးဝမခံစားဘူးခဲ့တဲ့အနက်ရှိုင်းဆုံးငြိမ်းချမ်းမှုကိုခံစားလိုက်ရတယ်လို့ဆိုပါတယ်။တချို့ကခန္ဓာကိုယ်တွေကနေထောက်ကသွားပြီးတော့မိမိရဲ့ခန္ဓာကိုယ်အထက်ကနေအေးချမ်းစွာပြန်လည်ကြည့်ရှုနေခဲ့ကြပြီးတော့လှိုင်ကောင်းတစ်ခုတည်းကိုရရှိသွားတဲ့အချိန်မှာမယုံနိုင်စရာကောင်းလောက်အောင်ဆူရှောက်မှုမရှိဘဲနဲ့နှွေးထွေးအေးချမ်းတဲ့အလင်းရောင်တစ်ခုစီကိုရရှိသွားရလို့တဏှီတင်ရတယ်ပြောခဲ့ကြပါတယ်။သိပ္ပံပညာရှင်တွေကတော့ဒါကိုအောက်ဆီဂျင်ပြတ်တောက်မှုဒါမှမဟုတ်အုံနောက်ရဲ့နောက်ဆုံးယောဂမှုလို့ဆိုကြပါတယ်။ဒါပေမဲ့နှလုံးနဲ့အုံနောက်လှိုင်းတွေလုံးဝရပ်တန့်သွားတဲ့အချိန်မှာအစိရုံခန်းထဲမှာရှိတဲ့ခွဲစိတ်ကိရိယာတွေကိုအသေးစိတ်ကအစပြန်ပြောပြနိုင်ခဲ့တဲ့သူတွေမွေးရပါမျက်မမြင်ဖြစ်ပြီးတော့မှကိုယ်ခန္ဓာကိုယ်နဲ့ပတ်ဝန်းကျင်ကိုပထမဆုံးအကျင့်အထက်ကနေမြင်တွေ့ခဲ့ရတဲ့သူတွေရဲ့ဖြစ်စဉ်ကိုတော့သိပ္ပံပညာရှင်တွေကအခုချိန်ထိလုံးဝမရှင်းပြနိုင်သေးပါဘူး။ဒါဟာအုံနောက်ရဲ့နောက်ဆုံးမျက်နှာပြောက်ကွယ်ပဲဖြစ်ဖြစ်ခန္ဓာကိုယ်နဲ့ဝိညာဉ်တိကျထောက်ခေါ်သွားတာပဲဖြစ်ဖြစ်ဘာတွေပဲဖြစ်လာတည်ရတဲ့အရာတစ်ခုကတော့တီလူမျိုးပါဖြစ်စဉ်ကနေပြန်လဲရှင်သန်လာတဲ့သူတွေတိုင်းလို့ဟာပို့ပြီးတော့ယူနာတရားကြီးမားလာကြတယ်ဘဝကိုပို့ပြီးတော့ချစ်မြတ်နိုးလာကြတယ်အဓိကကတော့တရားမဲ့အရာကိုလုံးဝမကြောက်တော့တာပါပဲတည်ဆုံးသွားပြီးတဲ့အချိန်မှာဘာတွေပဲစောင့်ကြနေပါပါစေကြောက်ရွံ့မှုဆိုတာကတော့ဒီဘက်ကဘာမှာပဲကြံရင်ခဲ့တာပါဂိယူနာတရားနဲ့ညီညွတ်မှုတွေပြည့်နှက်နေတဲ့တည်ရင်တရားကိုပါဆိုင်နိုင်ကြပါလိမ့်ခင်ဗျာ